ကဲလူတယောက်ကလိန်ဖို့တော့မစင်စားမိသေးခင်မှာအမှန်တရားကိုဘလို့ရအောင်ယူမလဲဒီတစ်ခေါက်မှာတော့ FBI agent ဟောင်းနေတုံးလက် elicitation ဆိုရဲအလွန်အစွမ်းထက်တဲ့ဆက်သွယ်ရေးနီးစနစ်တစ်ခုကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းမှာမို့လို့အဆုံးထိနားထောင်ကြည့်ဖို့ဖိတ်ခေါ်ပါရစေလီနီတာကိုဘယ်လိုဖော်ထုတ်မလဲဆိုတဲ့စာအုပ်တွေနီလန်းနေအများကြီးရှိပါတယ်။ဒါပေမဲ့ဒီနေ့ပြောမယ့်အကြောင်းအရာကအဲ့ဒီလိုလိန်ပြီးမှလိုက်ဖတ်တဲ့နီလန်းမျိုးမဟုတ်ပါဘူး။ဒါကပို့ပြီးတော့နည်းနည်းတဲ့လူတယောက်ရဲ့စိတ်ထဲမှာလင်ညာခြင်းနဲ့အတွေးတောင်မဝင်လာသေးခင်မှာပဲအမှန်တရားကိုအလိုက်တဲ့ရယူနိုင်မဲ့နီးပြူဟာတစ်ခုဖြစ်ပါတယ်။ဒီနေ့စနစ်ကဘလောက်တောင်အစွမ်းထက်လဲဆိုတာကိုစာသင်ခန်းထဲကဖြစ်ရမှန်ဇလန်လေးတစ်ခုနဲ့ဆက်လိုက်အောင်။သင်္นานတယောက်ကသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ထပ်ပြောပါတယ်သူစီကနေကိုရေးကိုရာအချက်လက်တွေကိုဘေဒူစိမ့်မှဘေတော့မှရမှာမဟုတ်ဘူးဆိုပြီးအခိုင်အမာပြောခဲ့တာပါ။ဒါမဲ့တင်းနှက်ဆရာကတော်တော်ချလာတဲ့။ तू တိုက်ရိုက်မမေးဘူး။ဂျိုးရှင်းရဲ့စိတ်ပိုင်းဆိုင်ရာ trick တစ်ခုကိုတုံးလိုက်တယ်။ Social Security number အပြည့်အစုံကိုတောင်းမဲ့အစားအရေးမကြီးတယ်လို့ထင်ရတဲ့အပိုင်းလေးတွေအဖြစ်ခွဲပြီးတရှင်းပြဆက်ချင်းမထိမသာမေးသွားခဲ့တယ်။ဒီလိုလုပ်လိုက်တော့ခုနကခေါင်းမာနေတဲ့တင်းနာသားကတောင်ဒါတွေကအရေးမကြီးဘူးထင်ပြီးအလွယ်တကူပြောပြခဲ့မိတာပေါ့။အဲ့ဒီမှာတင်ဇလန်ကပြောင်းသွားရောတင်နန်းဆရာကအဲ့ဒီအပိုင်းစားလေးတွေကိုပေါင်းပြီး Social Security number အပြည့်အစုံကိုတင်ပုံးပေါ်မှာရေးပြလိုက်တဲ့အခါမှာတော့အဲ့ဒီကျောင်းသားရောတက်တန်းလုံးမှာဘာဆက်အဟောင်းသားနဲ့အားတင့်သွားကြတယ်။သူကိုယ်တိုင်တော့တတိမထားမိပဲသူ့ရဲ့အရေးအကြီးဆုံးအချက်လက်ကိုပေးလိုက်မိသေးတာပါပဲ။ကဲခုနဇလန်ရဲ့နောက်ွယ်ကအဓိကသဘောတရားကဘာလဲဆိုတာကြည့်ရအောင်။အပိုင်းတစ်ကတော့လိန်ညာဦးမတိုင်ခင်အမှန်တရားကိုရယူခြင်းပါ။ဒါပေမဲ့ခဏစဉ်းစားကြည့်ရအောင်။အမှန်တရားကိုကြိုရယူတာကလိန်ညာတာကိုလိုက်ဖို့ထူနေတာထက်ဘာလို့ပိုပြီးထိရောက်ရတာလဲ။ရှင်းပါတယ်။တရားကန်စစ်တလို့တဲ့စစ်စင်မင်းများရင်ဘသူမစိုးစိတ်ထဲမှာကာကွယ်ရေးတိုင်းနဲ့ချက်ချင်းထောင်ကြီးခုခံဖို့ပြင်ပါလိမ့်မယ်။ elicitation ရဲ့ထူးခြားချက်ကအဲ့ဒီလိုထိတ်တိုက်အတွက်လပုံစံမဟုတ်ပဲတာမန်စကားပြောဆိုမှုပုံစံနဲ့ချင်းကပ်တဲ့အတွက်တစ်ဖက်လူကအဲ့ဒီတိုင်းတွေထောင်ဖို့ကောင်းတတိမရခင်မှာပဲကိုလိုချင်တဲ့အချက်လက်ကိုရယူနိုင်တာဖြစ်ပါတယ်။ဒါဆိုဒီလိုလုပ်နိုင်ဖို့အရေးကြီးဆုံးကပါလဲ။အပိုင်း1မှာတော့ယုံကြည်မှုရဲ့အခြေခံအုံမြင့်အကြောင်းပြောကြမယ်။ဒါကလက်စားတာမဟုတ်ပါဘူး။လူစိတ်ပညာကိုနားလည်ပြီးအသုံးချတာပဲဖြစ်ပါတယ်။အဓိကတော့ချက်ကတော့ခင်မန်ဖို့ရဲ့ရွှေစည်းမင်းပါပဲ။တဘောကအရင်ရှင်းပါတယ်။လူတဘာဝကကိုစိတ်ချမ်းသာအောင်တန်ဖိုးရှိတယ်လို့ခံစားရအောင်လုပ်ပေးတဲ့သူတွေနဲ့အတူရှိချင်ကြတယ်။ဒါကြောင့်ကိုအကြောင်းပြောပြီးအာယုံစိုက်ခံဖို့စူးစမ်းမဲ့အစားတစ်ဖက်လူကိုအာယုံစိုက်ပြီးသူတို့ကိုတန်ဖိုးထားလာအောင်လုပ်ပေးခြင်းကယဉ်နီးမှုကိုအမြန်ဆုံးတည်ဆောက်နိုင်တဲ့နည်းလမ်းပါပဲ။ဤလိုယဉ်နီးမှုကိုစကလုံးတွေမပါဘဲတိဆောက်ပေးနိုင်တဲ့အရေးကြီးတဲ့ကိုအမှုရာ၃ခုရှိပါတယ်။လူဦးနောက်ကစကလုံးတွေထက်ဒီအမှုရာတွေကိုပိုယုံကြည်တတ်ပါတယ်။ဒါတွေကတော့ရန်သူမဟုတ်ဘူးလို့အချက်ပြတဲ့မြခုံးတစ်ချက်ပင်ချင်းငါနားထောင်နေတဲ့ဆိုတဲ့အတိတ်ပဲရတဲ့ခေါင်းအနှံ့ငယ်စောင်းခြင်းနဲ့အတူအယောင်မဟုတ်တဲ့ရိုးသားတဲ့အပြုံးလိုပဲဖြစ်ပါတယ်။ကဲအပိုင်း3မှာတော့ elicitation ရဲ့အစွမ်းထက်ဆုံးလက်နက်တစ်ခုအကြောင်းပြောပြပါမယ်။ဒါကတော့လူလိုက်နီးပါးမှရှိတဲ့တဘာဝစိတ်တစ်ခုကိုကိုယ့်အတွက်အားတာချက်ထိအောင်အသုံးချတဲ့နီးပါးပဲ။ဒီနီးလန်းကိုကြိုတင်ယူဆပြောဆိုခြင်း presentive statement လို့ခေါ်ပါတယ်။စဉ်းစားကြည့်လေတယောက်ယောက်ကကိုရှေ့မှာတိတိတသားကြီးမှားပြောနေရင်မဟုတ်ဘူးလေအမှန်ကဒီလိုဆိုပြီးမနေနိုင်မထိုင်နိုင်ဝင်ပင်ပေးခြင်းစိတ်ပေါက်လာတယ်မဟုတ်လားအဲ့ဒီပင်ပေးခြင်းနဲ့စိတ်ဟာလူတဘာဝပါပဲ elicitation ကျွမ်းကျင်သူတွေကအဲ့ဒီတဘာဝကိုအသုံးပြုပြီးအမှန်တရားကိုထုတ်ယူကြတာပါဒီမှာလက်တွေ့ဥပမာတစ်ခုကြည့်ရအောင်တင်နန်းသားတယောက်ကိုလက်ဝဲရတနာဆိုင်တဲ့ဆိုင်ရဲ့လုံခြုံရေးအကြောင်းမတိမသားစုံစမ်းခိုင်းခဲ့တယ်သူကဆိုင်ထဲဝင်ပြီးရိုးရိုးလေးပဲစကားစားလိုက်တယ်ဆိုင်ထဲမှာကင်မရာတွေအများကြီးပဲနော်ကျွန်တော်သာတခုခုခိုးရင်တော့မိမာသေးချတယ်လို့တမင်တကာမားယွင်းယူစားပြီးပြောလိုက်ပါတယ်အဲ့ဒီမှာပဲအယောင်ဝင်ထန်းကမနေနိုင်ပဲချက်ချင်းဝင်ပြင်တော့တာပဲတကယ်တော့မဟုတ်ဘူးအဲ့လာတွေကကင်မရာအတုတွေတဲ့တွေ့လားမိခွန်းတစ်ခုမှမမီးလိုက်ရပဲကြိုတင်ယူဆက်ချက်အမားတစ်ခုကိုပြောလိုက်ရုံနဲ့ဆိုင်ရဲ့ပထမဆုံးလုံခြုံရေးအားနည်းချက်ကိုတီးလိုက်ရတာပါပဲအဲ့ဒီနောက်တနင်္တာကမရက်လိုက်ဘူးသူကဆက်ပြီးတော့ပိုးပြီးတော့ရဲရဲတင်းတင်းမားယွင်းနဲ့ယူဆက်ချက်တစ်ခုကိုထပ်ပြောလိုက်တယ်ဒါဆိုကျွန်တော်ဒေါ်လာ1000တက်လက်စွပ်တကွင်းယူသွားရင်တော့ခမလို့ရဲရင်တိုင်မှမဟုတ်ဘူးဆိုတဲ့သဘောလားဆိုပြီးတော့ပေါ့အယောင်ဝင်ထိုင်ရဲ့တုံ့ပြန်မှုကဟုတ်တယ်ဆိုတဲ့စကားတခွန်းပါပဲမယုံနိုင်စရာကောင်းလောက်အောင်ကိုရိုးရှင်းပါတယ်စဉ်းစားကြည့်ပါအယောင်ဝင်ထန်းကတန်တရက်တစ်စက်မှမဝင်ပဲသူ့ဆိုင်နဲ့အခိုးခံရရင်တော့ရဲမတိုင်ဘူးဆိုတဲ့မူဝါဒတစ်ခုလုံးကိုအလွယ်တကူပဲထုတ်ဖော်ပြောလိုက်တာပါဒါဟာ presumptive statement ရဲ့အစွမ်းပါပဲကဲဒီလောက်အစွမ်းထက်တဲ့နီလန်းတွေကိုတာမန်စကားဝိုင်းတစ်ခုထဲမှာဘလို့တဘာဝကြကြထည့်သုံးမလဲ
အပိုင်းလေးမှာတော့ elicitation sandwich လို့ခေါ်တဲ့လွယ်ကူပြီးအမတန်ထိရောက်တဲ့တိဆောက်ပုံတစ်ခုအကြောင်းပြောပြပါမယ် ဒီနီလန်းက primacy and recency law ဆိုတဲ့စိတ်ပညာနိယာမပေါ်မှာအခြေခံထားတယ်။ဒါကဘာကြောင့်အလုပ်ဖြစ်လဲဆိုတော့လူတွေရဲ့ဦးနောက်ကစကဝိုင်းတစ်ခုရဲ့အစနဲ့အဆုံးကိုပဲတေချာမှတ်မိတတ်လို့ပါ။အလဲကအရေးကြီးတဲ့အပိုင်းကတော့တိတ်တိမထားမိပဲကြံခဲ့တတ်ပါတယ်။အဲ့ဒီတဘာဝကိုအသုံးပြုထားတာကြောင့်ဒီနီလန်းကအရင်ထိရောက်တာပါ ဒီနီလန်းမှာရိုးရှင်းတဲ့အဆင့်သုံးဆက်သေးရှိပါတယ် sandwich တစ်ခုလိုပါပဲအပေါ်ကပေါင်မုံချက်လိုမျိုးမဆိုင်တဲ့စကားတွေနဲ့အရင်စတင်ပါအလေကအသားညက်လိုမျိုးကိုသိစင်တဲ့အကြောင်းအရာကိုဆွေးနွေးပါပြီးရင်တော့အောက်ကပေါင်မုံချက်လိုမျိုးမဆိုင်တဲ့စကားတွေနဲ့ပြန်ဆုံးသတ်လိုက်ပါဒီလိုဆိုရင်အလေကအရေးကြီးတဲ့အပိုင်းကိုတစ်ဖက်လူသတိမထားမိတော့ပါဘူး နောက်ဆုံးအပိုင်း9မှာတော့ဒီရအယုံကိုပေါင်းပြီးအမှန်တရားကိုရှာဖွေသူတယောက်အဖြစ်ဘယ်လိုပြောင်းလဲမလဲစွမ်းအားသစ်တစ်ခုကိုဘယ်လိုပိုင်ဆိုင်မလဲဆိုတာကြည့်ကြပါမယ် ဒီနေ့ရှင်းလင်းတဲ့ပြကြတစ်ခုလုံးကနေအထီးကမှထားရမှာကဒါပါပဲလင်ညာမို့တွေကိုနောက်ကနေတုံပြန်ပြီးလိုက်ဖော်ထုတ်နေရတဲ့အမှန်တရားကိုရှေ့ကနေကြိုပြီးရယူနိုင်တာကအများကြီးပိုအစွမ်းထပ်ပါတယ်ဒါဟာလင်ညာမို့ကိုလိုက်ရှာသူမဟုတ်တော့ပဲအမှန်တရားကိုဖော်ထုတ်သူအဖြစ်ကိုယ့်ရဲ့ mindset ကိုပြောင်းလဲလိုက်တာပါပဲ အခုဒီတစ်ခါကိုခွင့်ပေးလိုက်ပြီးဆိုတော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာအလုပ်မှာဒါမှမဟုတ်ပေါင်းတင်ဆက်ဆံရေးတွေမှာဖော်ထုတ်ဖို့အသင့်ဖြစ်နေတဲ့အမှန်တရားတွေဘယ်လောက်များများရှိနေနိုင်မလဲအဲ့ဒီအမှန်တရားတွေကိုသိခွင့်ရလိုက်တာနဲ့ဘယ်လိုခွင့်လန်းအသစ်တွေပွင့်လာနိုင်မလဲဒါကတော့စဉ်းစားစရာပါပဲနောက်တစ်ခေါက်ပြန်တွေ့ကြပါမယ်